ဒီနေ့ရဲ့နေ့လည်စာကတော့စာဖြေပါဒါကတော့စာဖြေရဲ့အဓိကအသက်ဖြစ်တဲ့အချင်းပေါ့နော်ဝင်းနေရပဲဆိုတော့စားပါမယ်အခုဇူးစားမယ်ကချင်ရိုးရာအစားအစာစာဖြေတပွဲလုံးမှာ1000ပဲရှိပါရဲ့နော်ဆိုတော့မုတ်ဖက်တွေတခွားသီးတွေခါကျက်ဥတွေအသားတွေအကုန်လုံးထည့်ပြီးတော့ချင်းထည့်ပါမယ်အချင်းလေးစမ်းတခြားလေးမှွေပြီးတော့စားပါမယ်ရှင်ဝင်းနေရပဲနားတော့တော်တော်လေးကိုဆွဲဆောင်မှုရှိရောခုကတော့အကုန်လုံးနေပြီးတော့ပါပြီထပ်ကြပါဦးဇူးစားကြည့်လိုက်မယ်နော်အရသာကတော့မုတ်ဖက်အရသာစိမ့်ထိန်လေးနဲ့စဖြည့်ရဲ့အချင်းနဲ့ပေါင်းသွားတဲ့အခါမှာလုံးဝကိုစားလို့ကောင်းတဲ့အရသာလေးဖြစ်သွားတာပေါ့နော်ဇူးကတော့လုံးဝကိုတက်လုတ်ပြီးတက်လုတ်တူကိုမလွတ်တန်းစားနေရပဲဖြစ်ပါရဲ့ဝတ်သားလေးတွေကဆိုလဲလုံးဝကိုနှုတ်ဖက်နေရပဲပေါ့နော်ပြီးတော့အကြီးကပြောချင်တာကသူ့ရဲ့အချင်းကလေအရသာချင်းချင်းဆက်ဆက်လေးနဲ့တိတိမိမိရှိရဲ့အရမဆက်အောင်နဲ့တေချာဖြောပေးထားရပေါ့နော်တကယ်လို့ဆက်ချင်နေဆိုလို့ရှိရင်ဒီမုတ်ဖက်ပန်းထဲမှာပါတဲ့ငရုတ်တီးထောင်းတွေကိုလည်းခက်ထည့်ပြီးတော့စားလို့ရအောင်လို့တက်ပုံပေးထားပါသေးတယ်တော်လေးကိုစားလို့ကောင်းတော့သူ့တပကံအောင်ခဏလေးပဲဆိုတော့ထပ်ပြီးတော့ထည့်စားပါမယ်အခုဇူးစားနေတဲ့တဝဲဆိုလို့ရှင်နှစ်ယောက်ကတော့လုံးဝကိုဝအောင်စားလို့ရရဲပေါ့နော်ပြီးတော့ဇူးကဒါကိုဝတ်သားနဲ့မှထားပါသူ့မှာရွေးချယ်စရာဝတ်သားရဲ့အမဲသားရဲ့ရှိရဲပေါ့နော်ထပ်ဆွဲပါမယ်ဟဲ့သူ့ရဲ့အချင်းရည်ကလုံးဝစားကောင်းတာဒီလားဒီအချင်းရည်စမ်းပြီးတော့ဒီမုတ်ဖက်တွေအကုန်လုံးနေစားလိုက်တဲ့အချိန်မှာလေရတာလုံးဝကောင်းတာစားပါဦးဒီအချင်းရည်ထဲမှာအခုလိုဝတ်သားဘက်ကိုမြုပ်နေအောင်စိတ်ပြီးမှစားလိုက်တော့မှရှယ်ပဲဒီစားဖြေကိုလည်းခဏခဏမစားဖြစ်တော့မယ်တင်တယ်ပေါ့နော်စားရစားခဏရက်ပြီးတော့အချို့တဲပါမယ်အဆက်ပြအောင်လို့မလို့ဇူးကကြက်ဥကစော်လေးကိုလည်းမှားထားပါသေးတယ်သူကဒါကိုတစ်ခါမှမစားဘူးပါဘူးဆိုတော့ဒါပထမဆုံးစားခိုင်းကြည့်မှာပါဘလို့ရတာရှိလဲဆိုတော့စားကြည့်အောင်ပူပူလေးနဲ့ချိုလဲချိုရဲပြီးမွေးလဲမွေးနေရမှာဒီတောင်းကြီးအစီအစီလေးပေါ့နော်ဒီအောက်မှာဆိုလဲမြင်နေရတယ်တာကူလုံးလေးလည်းပါပါတည်းမျိုးစပစ်တီးကြောက်လည်းပါရပေါ့နော်ကျုပ်ကစောဒီမှာကျုပ်အနှစ်လေးလည်းပါရပေါ့နော်ဆိုတော့အဲ့လေးကိုဆက်ကြည့်ပါမယ်ပြုတ်ထားတဲ့ကျုပ်အရသာလိုမျိုးပဲဟိုမှာအပြင်ကချိုလေးပေါ့နော်ပါလို့တော့ကောင်းပါရဲ့အဲ့ဒါဇူးကြိုက်တယ်ပေါ့နော်စိတ်နဲ့ဘက်ကိုပို့သွားတယ်အရင်ညမချိုးအရသာအရန်ကောင်းပြီးတော့ဈေးလက်တန်တာမို့စားချင်တယ်ဆိုလို့ရှိရင်တော့မနောရမန်ညာစီတန်းမှာဘုံရှိစားဖြည့်ဆိုင်ဆိုပြီးတော့ညနေ4 နာရီခွဲလောက်ကနေစပြီးတော့တွားစားလို့ရပါပြီရှင်တကယ်လို့အခုဇူးစားသလိုမျိုး online ကနေမှာပြီးတော့စားချင်တယ်ဆိုလို့ရှိရင်တော့အခု Zoom မှရှင်းပေးထားတဲ့အကောင့်မှာမနက်10 နာရီကနေစပြီးတော့ online order လေးလက်ခံပါရတဲ့ရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးက